င်ကန်တော်ကြီးရဲ့မှာပထမဆုံးချိန်ပြုလုပ်တဲ့သတင်းကြောညပွဲလေးကိုရောက်နေပါတယ်ငါပါရှင်ပြုံးလင်ထွာပဲပန်းရတနာမှုပါဒီနေ့တော့ပြုံးလင်ကန်တော်ကြီးရဲ့ကိုညနေစောစောကလေးရောက်နေပါတယ်ပထမဆုံးရက်ပြီမဲ့ညနေစောစောကလေးကန်တော်ကြီးမှာစပြီးတော့စီနေပြီဒီချေပင်လေးတွေကတော့မီးမထွန်းခင်ကလေးကညနေလောက်ကလေးအောင်လှနေပြီဒါပေမဲ့မီးထွန်းလိုက်တော့ပိုလှသွားတယ်ဒါ state center မှာရှိတာပေါ့နော်ပြီးတော့မီးထွန်းထားတဲ့နိုင်စင်လေးရှိတယ်အပင်တွေကိုမီးတွေနဲ့လှဆင်ထားတာလည်းအများကြီးရှိတယ်ဒီဘက်ကူတဲ့ရှောက်လန်းလေးကလည်းမီးပုံးတွေအများကြီးနဲ့လှဆင်ထားဓပုံလေးရိုက်ချင်တာဆိုရင်တော့အရင်မှောင်သွားတဲ့အချိန်ဘက်ကိုမှောင်ရီပြိုးစားအချိန်လေးနေမဝင်ခင်အချိန်လေးသွားတာဆိုရင်ပိုလှတယ်ပြီးတော့မမှောင်ခင်ဆိုရင်တော့လူနည်းနည်းရှင်းသေးတယ်ပေါ့နော်ကန်တော်ကြီးကိုဒါမျိုးမီးလေးနဲ့အလှဆင်ထားတော့ပုံစံတစ်မျိုးထူးထူးခြားခြားလေးတွေ့ရတာပြောဖို့ကောင်းပါတယ်ဒီသတင်းချိုးညပွဲလေးကကန်တော်ကြီးမှာဒီနေ့မှပထမဆုံးအချိန်လောက်တာပေါ့နော်အောက်တိုဘာ3ရက်နေ့ကနေ9ရက်နေ့အထိနေ့လယ်2နာရီကနေ9နာရီအထိရှိပါတယ်အဆိုတော်ရင်းနဲ့ရှိုးပွဲလေးတွေလည်းရှိတယ်အဆိုတော်ဟဲလေးထွန်းထွန်းဟန်ထွန်းပူစုတခြားအဆိုတော်တွေရောပြုံးလည်မျိုးကအဆိုတော်တွေရော DJ တွေရောပါတယ်ကန်တော်ကြီးကဗန်ဘူးစားတောက်ဆိုင်လေးလည်းညအထိဖွင့်ထားတယ်ပြီးတော့တခြားဆိုင်ကန်းလေးတွေလည်းအများကြီးပဲတွေ့ခဲ့တယ်ထဲဆိုင်လေးတွေရောစားတောက်ဆိုင်လေးရောအစားပြေမုတ်လေးဝယ်စားကြလည်းရတယ်ရင်းချညာအလှတဲ့ပုံလေးရိုက်ချင်နေဆိုရင်လည်းမီလေးတွေထွန်းထားတဲ့နေရာလေးတွေအများကြီးပဲရှိတယ်။ပုံရိုက်ချင်တဲ့ကောင်မလေးတွေအတွက်ရောရင်းချညာပျော်ချင်တဲ့ကလေးတွေအတွက်ရောအဆင်ပြေတယ်ပြီးတော့ state ဆန်တဲ့ရှိုးပွဲလေးရှိတယ်ဆိုတော့ပျော်ပျော်ပါပါစဉ်းစားထားနေတယ်ဆိုတဲ့သူတွေလည်းသွားလို့ရတယ်။ဒီမီးရောင်စုံနဲ့ချယ်ရီပင်တန်းလေးလည်းလှတယ်ပြီးတော့ဟိုဘက်ကူတဲ့မီးပုံးလေးတွေချိတ်ထားတဲ့ရှောက်လန်းလေးဆိုလည်းတပုံရိုက်လို့လှတယ်လူတော့နည်းနည်းများရပါတော့။ပြောမယ်မှာပျော်ပျော်ပါပါစီစီကားကားနဲ့ရင်းချညာလဲချင်တဲ့သူတွေအတွက်ကိုဒီနှစ်မှပထမဆုံးရှိလာတဲ့ဒါနေရအတလေးတစ်ခုပေါ့နော်။ပထမဆုံးရက်ရောက်ခဲ့တာအောင်လူရမ်းစီပါတယ်ဒီဘက်တရားနာဖျားနာနေရာလေးတွေတော့လူနည်းနည်းရှင်းတယ်ပြုံးလို့မှာသတင်းကြောညလဲခြင်းကန်တော်ရဲ့ကို9ရက်နေ့အထိည9နာရီအထိလဲလို့ရပါတယ်နော်